လူဘဝမှာဘယ်လိုနေကြမလဲကျွန်တော်တို့ဘဝမှာပြဿနာကြီးတစ်ခုကရှိနေတယ်ဘဝကိုဘယ်လိုနေမလဲဆိုတဲ့ပြဿနာ65ဘဝဖြစ်ဖို့ကျွန်တော်တို့အားလုံးကြိုးစားနေတာပဲပတ်စံမရှိသေးရင်ပတ်စံရှိလာအောင်လုပ်တယ်အလုပ်ကောင်းတာမတွေ့သေးရင်အလုပ်တစ်ခုရှာတယ်အိမ်မရှိသေးရင်အိမ်ရှိအောင်လုပ်တယ်ကားမရှိသေးရင်ကားရှိအောင်လုပ်တယ်ကိုမရောက်ဘူးသေးတဲ့အရက်ဒေတာတစ်ခုရှိရင်မရောက်ရအောင်လုပ်ရတယ်ဒါတွေကဘဝအတွက်ကိုတကယ်ရော65စိတ်ကျင်တဲ့မှုဖြစ်ရလားစာရေးဆရာကြီးလီယိုတော်စတိုင်းကတော့ဥပမာလေးတစ်ခုစောင်းထားတယ်။တစ်ခါတော့ကလူတယောက်လူမြင်တစ်ခုကိုမျက်စိနဲ့လမ်းမပြီးချောင်းရှိသွားတယ်။အလူရဲ့နောက်ကိုမကောင်းဆိုးဝါးကြီးတစ်ကောင်နဲ့ထက်ချက်မကွာလိုက်ဖမ်းတယ်။ဒီတော့အဲ့လိုခင်ဗျာကြောက်ကြောက်လန့်လန့်နဲ့ပြေးမိပြေးရပြေးရင်းနဲ့ဒီရင်းပြတစ်ခုတည်းကိုပြုတ်ကျသွားတယ်။အဲ့လိုဆွဲမိဆွဲရဖမ်းဆွဲလိုက်တဲ့အချိန်မှာသူဆွဲမိတဲ့အရာကတက်ကိုင်းကြောက်ကြီးတစ်ခုဖြစ်နေတယ်။ရင်းပြကြီးအောက်ကိုငုံကြည့်လိုက်တော့အဲ့ဒီလူများကြလာရင်တိုက်တက်တော့မယ်လားမွေနာကကြီးတွေကပါစက်ကြီးတွေတပြင်းပြင်းနဲ့စောင့်ဆိုင်နေကြတယ်။ကြွဖြူကြီးတစ်ကောင်နဲ့ကြွမဲကြီးတစ်ကောင်ကလည်းအဲဒီလိုဖမ်းဆွဲထားတဲ့တက်ကန်းကြောက်ကြီးကိုကိုက်ဖြတ်စားတောင်းနေကြတယ်။ဒါပေမဲ့သူဆွဲမိထားတဲ့တက်ကန်းကြောက်ပေါ်မှာပြောင်းတစ်ခုကရှိနေတယ်။ပြောင်းတဲ့ကပြောင်းကောင်တွေကပွားထလာပြီးတော့အဲဒီလူရဲ့ခန္ဓာကိုယ်အနိုင်ဝိုင်းပြီးတော့တုတ်ကြတယ်။ပြောင်းတုတ်တာမခံရနိုင်ဖြစ်လာတော့စောကိုင်းထားတဲ့တက်ကန်းကြောက်ကိုလှုပ်ရမ်းလိုက်တဲ့အချိန်မှာပြောင်းတဲ့ကပြားရည်ဆက်တချို့ကအဲဒီလူရဲ့နှစ်ဖူးပေါ်ကိုစီးကျလာတယ်။နှစ်ဖူးပေါ်ကနေတစ်စက်နှာခေါင်းပေါ်ကိုစီးကျလာတယ်။နှာခေါင်းပေါ်ကနေတစ်စက်နှာခမ်းပေါ်ရောက်လာတယ်။အဲဒီလူလည်းတည်တော့မှဆက်ဆက်အချိန်မှာပဲနှာခမ်းပေါ်ကပြားရည်ဆက်ကိုအငမ်းမရရှာနဲ့ရက်ဖိအောင်လို့ရလိုက်သေးတယ်တဲ့ကျွန်တော်တို့တွေရဲ့ဘဝကတော့ဘာထူးလဲကျွန်တော်တို့တွေမှာဟိုချင်းတရားနာချင်းတရားတေးချင်းတရားဆိုတဲ့မကောင်းဆိုးဝါးကြီးတစ်ကောင်ကအစင်ထာဝရလိုက်နေတာပဲဓမ္မရလုပ်နေတဲ့သူတွေရဲ့နောက်ကိုလည်းလိုက်နေတယ်ဝင်ကြီးကျုပ်တွေနောက်ကိုလည်းလိုက်နေတာပဲတရေကြီးတွေရဲ့နောက်ကိုလည်းလိုက်နေတာပဲပညာတတ်တွေရဲ့နောက်ကိုလည်းလိုက်နေတာပဲစင်ရသားတွေရဲ့နောက်ကိုလည်းလိုက်နေတာပဲအဲ့ဒီဟိုချင်းနာချင်းတေးချင်းဆိုတဲ့မကောင်းဆိုးဝါးကြီးကပုဂ္ဂိုလ်တ attva မရွေးဘူးနော်ပါတီကိုင်းကနာမရွေးဘူးအနည်းအစိမ့်မရွေးဘူးအရင်ရှင်ပစ္စည်းမဲ့လူရန်စားမရွေးဘူးသူမှာဒီမိုကရေစီကွန်မြူနစ်အာဏာရှင်ဝါဒတွေလည်းစုပ်ခိုင်မထားဘူးဒါပေမဲ့ကျွန်တော်တို့တွေကဒီမကောင်းဆိုးဝါးจิตတကောင်လိုက်နေတာတိတိချင်းနဲ့ဘဝဆိုတဲ့တကိုင်းကိုတွယ်ဖက်ရင်းနဲ့သမုဒိယဆိုတဲ့တဏှာပြားရည်ဆက်ကလေးကိုအငမ်းမရရက်မိနေတော့မယ်ဖန်ဆင်းရှင်ကိုယုံကြည်တဲ့သူတွေအတွက်တော့ဘဝကိုဘယ်လိုနေမလဲဆိုတဲ့ပြဿနာကအရေးတကြီးမဟုတ်ပေမဲ့လည်းပန်ဆင်းရှင်ကိုမယုံကြည်တဲ့သူတွေအတွက်တော့ဒါကတကယ်ပြဿနာကြီးကျွန်တော်တို့အားလုံးဘယ်သူမှမအိုးချင်ကြဘူးပြီးတော့ဘယ်သူမှလည်းမနာပါနဲ့လို့တားလို့မရဘူးတစ်သက်လုံးကိုချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားချင်ကြတာကြီးပဲဒါပေမဲ့တကယ်ရောနေလို့ရရဲ့လားလီယိုတော်ဆွမ်းရဲ့ဘဝအစကတကယ်ကိုတက်တောင့်တက်တာပဲနော်မိုးကြီးမကြီးဘဝကနေမိုးရွေးဖွာလာတယ်မိဘတွေကလေယာမီအမြောက်များပိုင်ဆိုင်ထားတယ်တော်ဆွမ်း2နှစ်သားလောက်မှာမိခင်ဆုံးသွားတယ်မိခင်ကွယ်လို့ပြီး9နှစ်လောက်ကြာမှဖခင်လည်းဆုံးတယ်ဒီတော့အတော်တယောက်ကကောက်ယူမွေးစားပြီးတော့ကာဇန်တက္ကသိုလ်ကိုကြာသွားပြီးတော့ကျောင်းထားပေးထားတယ်သို့တော်လည်းပဲတော်ဆွမ်းရဲ့ဘဝကဘာပွဲမှာတော့မရရှာဘူးနောက်တော့ခရိုင်းမီးယားစစ်ပွဲဖြစ်တာနဲ့စစ်ထဲရောက်သွားတယ်အဲဒီချိန်ကနေစပြီးတော့သူ့ဘဝရဲ့အကြောင်းတွေကိုစာစရေးတော့တာမယ်သူရေးတဲ့စာတွေကတိတ်ကောင်းတော့ရုရှားအင်ပါယာဘရင်ကိုယ်တိုင်ကကိုနှစ်သက်လုံးတဲ့အတွက်တော်ဆွမ်းကိုစစ်မြေပြင်ကနေကင်းလုံးခွင့်ပေးလိုက်တယ်အဲဒီနောက်မှာတော့မော်စကိုကိုပြန်လာပြီးစာရေးတယ်သူ့ရဲ့ကမ္ဘာကျော်ဝတ္ထုတွေဖြစ်တဲ့အန်နာကရီနီနာနဲ့စစ်နဲ့ငင်းချရေးစာအုပ်တွေနဲ့လည်းအောင်မြင်တဲ့စာရေးဆရာဘွားတစ်ခုကိုပိုင်ဆိုင်သွားတယ်။ဒါပေမဲ့လည်းတော်ဆွိုင်းကမြို့ပြရဲ့အမွေးတပ်တွေကိုသူမနစ်သက်ဘူး။ပြီးတော့ဂျာမနီဆွစ်ဇာလန်ပြင်သစ်အီတလီအင်္ဂလန်နိုင်ငံတွေလက်ပံသွားပြီးတော့လူမှုဘဝအကြောင်းတွေလေ့လာတယ်။အဲဒီနောက်တော့သူ့ရဲ့မိုးရက်မြေပိုလီအန်နာကိုပြန်လာပြီးတော့ဘာကင်ပိုင်ဆိုင်တဲ့လဲကျုံတွေအားလုံးကိုလွတ်မြောက်ခွင့်ပေးလိုက်တယ်။ပြီးတော့ကျုံတွေလောက်ကင်စားတော့လို့ရဖို့အတွက်သူပိုင်တဲ့လဲမြေတွေကိုခွဲပေးလိုက်တယ်လီယိုတော်ဆွမ်းကိုယ်တိုင်ကတော့ဥစ္စာစည်းစိမ်တွေရဲ့အပြစ်ကိုမြင်ပြီးတော့သူရဲ့ဘဝကိုစည်ရန်သားတွေလိုနေထိုင်ရင်းနဲ့ဝတ္ထုရေးစရာစာရေးစရာယထာဘုဒ္ဓပညာရှင်ဖြစ်နေတစ်သက်လုံးနေထိုင်သွားတယ်။တော်ဆွမ်းကိုယ်တိုင်လူဘဝမှာဘယ်လိုနေမလဲဆိုတဲ့ပြဿနာကိုရှာဖွေရင်းနဲ့အစတာပိုဘိုယထာဘုဒ္ဓရုံလေးထဲမှာတေပွဲဝင်သွားရရှာတယ်။တခါလုံးကတထေးကြီးတယောက်ရှိတယ်။သူ့မှာသား3ယောက်လည်းရှိတယ်။တရက်တော့သား3ယောက်ကိုခေါ်တယ်။တို့ရဲ့နေရာကလည်း Thanksgiving လို့ခေါ်တဲ့အခါတော်နေ့တစ်နေ့ပဲ။အဲဒီနေ့မှာပဲသူ့ရဲ့သားတစ်ယောက်ချင်းစီကိုရွှေတင်းက2ပြားစီလက်ဆောင်ပေးတယ်။ဖခင်ဖြစ်တဲ့သူကအမှားစကားလည်းပြောလိုက်သေးတယ်။ဒါတို့နောက်ထပ် Thanksgiving လို့နေမျိုးပြန်လဲရောက်ရှိလာတဲ့အခါမှာသားတို့နဲ့ပြန်ဆောင်ချင်ပါတယ်။အဲဒီခါကျရင်တော့အဖေပေးလိုက်တဲ့ရွှေတင်းကတွေသားတို့ဘာတွေလုပ်ခဲ့လဲဆိုတာအဖေကိုပြန်ပြောပြရမယ်လို့လည်းမှားလိုက်သေးတယ်။ကဲအခုတော့သားတို့အလိုရှိတဲ့အရက်ကိုသွားနိုင်ပါပြီတဲ့။ဗုဒ္ဓရဲ့အမြင့်ဆုံးမျှော်မှန်းချက်ဗုဒ္ဓကသားတော်တွေအပေါ်ထားတဲ့အမြင့်ဆုံးရည်မှန်းချက်ကဘဝလွတ်မြောက်ဖို့ရမယ်ဖြစ်ပါတယ်။
ဘာကြောင့်တရဝရရဲ့ဘဝလွတ်မြောက်စေခြင်းရတာလဲဆိုတော့ဒီ32ပုံမှာကျင်လည်နေသမျှတော့အိုခြင်းနာခြင်းတေဆုံးခြင်းပြီးတော့အသက်တပံပြန်လဲမွေးဖွားခြင်းဒီလိုမျိုး vicious cycle ဖြစ်နေတဲ့ဘဝတန်တရားကြီးကိုဒုက္ခလို့မြင်တယ်ဗုဒ္ဓကအိုခြင်းကိုလည်းဘေးလို့သတ်မှတ်ထားတယ်နာခြင်းကိုလည်းဘေးလို့သတ်မှတ်ထားတယ်ပြီးတော့တေဆုံးခြင်းဟာလည်းဘေးတစ်ခုပဲဖြစ်တယ်ဒီဘေးအလုံးဟာဘဝကိုညှိတွယ်နေတဲ့ attachment ကိုမဖြစ်နိုင်သေးသေးတော့ဘယ်တော့မှမလွတ်မြောက်နိုင်ဘူးဗုဒ္ဓက mind center တီးခြင်းစိတ်ကိုအထူးပြုတဲ့သင်ကြားမှုကိုပဲအထူးပြုပြီးတော့ဝေမျှသင်ကြားပေးတယ်ဘဝလွတ်မြောက်ဖို့ရာအတွက်စိတ်ကအဓိကအရေးကြီးဆုံးပဲစိတ်ကအဖြူစင်ဆုံးဝိတုဒ္ဓိ perfectly pure ဖြစ်နေမှာဝိမု ക്തി လို့ခေါ်တဲ့ freedom လွတ်မြောက်ခြင်းကိုရတယ်ဒီနေရာမှာဗုဒ္ဓကကံဆိုတာကိုဟောပါတယ်ကံဆိုတာက bodily action ကိုယ်ကာယနဲ့ပြုမှုလှုပ်ဆောင်ခြင်း verbal action နှုတ်နဲ့ပြောဆိုဆက်ဆံခြင်း mental action စိတ်နဲ့ကြံစီတွေးတောခြင်းကိုယ်ကာယနဲ့ကောင်းတာလုပ်တဲ့အခါမှာကောင်းတဲ့ကံဖြစ်သလိုကိုယ်ကာယနဲ့မကောင်းတာလုပ်တဲ့အခါမှာမကောင်းတဲ့ကံဖြစ်သွားတယ်အဲ့ဒီအတိုင်းပဲနှုတ်နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာကောင်းတာလည်းပြောသလိုမကောင်းတာလည်းပြောမိတာပဲတို့အတူစိတ်နဲ့လည်းကောင်းတာတွေကြံစီတွေးတောသလိုမကောင်းတာတွေလည်းကြံစီတွေးတောမိတာပဲဒီလိုကံတွေရကြီးရင်ကြီးသလိုဒုတဲ့ကြီးမှစွာနဲ့တတဘာတွေရဲ့နောက်မှာလဲဘိန်းလိုမျိုးနွားချီရရဲ့နောက်မှာထက်ကြက်မကွာလိုက်ပါနေတယ်သေးငယ်ရင်သေးငယ်တလောက်ပဲနောက်မှာကက်တယ်ဘဝလုံးမြောက်ရလမ်းကိုမရောက်မချင်းဆိုပါတော့ဒီကံတွေဟာကောင်းကံအလှည့်ပေးဖို့ကြုံတဲ့အခါမှာကံရဲ့အခြေအနေကိုပိုင်ဆိုင်ခွင့်ရပြီးတော့မကောင်းကံအကျိုးပေးဝင်ကြုံတဲ့အခါမှာမကောင်းကံကြောင့်အခြေအနေဆိုးနဲ့ကြုံတွေ့ရပြန်တယ်ဒီကံတွေဟာဘုရားယဟန္တာတွေတော့မှပေးမလို့ကြပါဘူးဒီနေရာမှာအချက်အကျနဲ့ပြောချင်တာကဗုဒ္ဓဘာသာဝင်တွေပဲဖြစ်တယ်ဗုဒ္ဓဘာသာဝင်တွေရဲ့ပရမအုပ်ဆုံးစတဲ့အစာကဩကာတာဆိုတဲ့ကြောချင်းကနေစတယ်ဩကာတာဆိုတာဘာလဲလို့ဗုဒ္ဓဘာသာဝင်တွေကိုမေးကြည့်တဲ့အခါမှာမသိတဲ့လူကများနေသေးတာတွေ့ရလိမ့်မယ်ကိုရှိခိုးနေတဲ့ဩကာတာရဲ့အနက်အတိတ်ပဲတော့မသိဘဲနဲ့တော့မဖို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကိုခြံထားမှရလိမ့်မယ်ဩကာတာဘုရားရှိခိုးကပါဠိတုတ်တန်ကနေစင်သက်လာတာတော့မဟုတ်ဘူးလေအင်ဝါခေလောက်ကနေအစာပြုတဲ့ traditional belief တခုရိုးရာယုံကြည်မှု Buddhist culture ဗုဒ္ဓဘာသာယဉ်ကျေးမှုတော့မဟုတ်ဘူးပေါ့ဩကာတာဆိုတော့ကခွင့်တောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်ဘာကိုခွင့်တောင်းလဲဆိုတော့ကာယကံမှုဝစီကံမှုမနောကံမှုဒီလိုကံတွေကတခုခုနဲ့ကျူးလွန်မိတဲ့အခါမှာပြေပြောက်ဖို့အတွက်ပြုလုပ်ခြင်းဖြစ်တယ်ဒီနေရာမှာစဉ်းစားဖို့ကောင်းတာကဒီလိုမျိုးခွင့်တောင်းလိုက်ရင်တော့မိမိကျူးလွန်ထားသမျှကြည်သွားမှာလေလားဗုဒ္ဓတော်မှာပဲဗုဒ္ဓဖြစ်နေပါရဲ့နဲ့ဘဝဟောင်းတွေကကံတွေကိုပေးဆက်ခဲ့ရသေးတယ်မိတ်ဆွေတို့ကကိုယ့်ရဲ့အပြစ်ကိုမခံယူခြင်းပဲနဲ့ဗုဒ္ဓဆိုတာမရှိတော့ဘုရားစိတ်ရှိမှအပြစ်တွေကြည်ပါလို့တောင်းနေခြင်းကပန်းစင်းရှင်ကိုယုံကြည်တဲ့သူတွေနဲ့မချတော့ဘူးလေဒါကြောင့်ကျွန်တော်အစားတွေကိုဉာဏ်ကြီးကြီးနဲ့စဉ်းစဉ်းစားစားနဲ့ဖတ်စေချင်ပါတယ်ဗုဒ္ဓဇင်ဆိုတာတိတ်မကြသေးတဲ့ကာလတစ်ခုကမှစတင်ပေါက်ဖွာလာတဲ့စကားလုံးဖြစ်တယ်ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးကိုကျွန်တော်ကတော့သိပြီးတော့သဘောမကျလာဘူးဗုဒ္ဓဟောခဲ့တဲ့ဓမ္မတွေဟာ religion ဘာသာမဟုတ်ဘူးတဘာဝတရားတွေခန္ဓာမှာအဟုတ်တကယ်ရှိနေတဲ့အရှိတရားတွေသာလင်းဖြစ်တယ်ဒီအရှိတရားတွေဟာဘယ်သူကမှပြုပြင်စီရင်ဖန်တီးပေးထားတာမဟုတ်ဘူးအကြောင်းတရားကြောင့်အကျိုးဖြစ်လာတာတွေကြီးပဲဒီတော့ဗုဒ္ဓရဲ့အဆုံးအမကိုတကယ်ကျင့်သုံးလိုက်နိုင်တဲ့သူဟာဗုဒ္ဓရဲ့သားတစ်ပည့်ပဲဘုရားအစင်းလူတော်ရှိသွားပြီးတော့ကိုလိုချင်တဲ့ဆန္ဒတွေတတိကြီးယူပြီးတဲ့နောက်မှာတော့ပြည့်ရပါလို့ဤလုံနေခြင်းဟာဗုဒ္ဓရဲ့အယူအဆအစစ်မှန်မဟုတ်ဘူးဗုဒ္ဓရဲ့အယူအဆအစစ်မှန်ကဒီ mind and body စိတ်နဲ့ခန္ဓာကိုဆင်ခြင်သုံးသပ်ပြီးတော့ငါရှိနေတယ်ဆိုတဲ့အယူအဆကိုဖယ်ခွာဖို့ဖြစ်တယ်ငါရှိနေတယ်ဆိုတဲ့အယူအဆကိုမဖယ်ခွာနိုင်သေးတဲ့ညတော့ဒီ32ပုံထဲမှာတတဝါအလုံးကျင်လည်နေကြရအောင်ပါပဲဘာကြောင့်ဆိုတော့ဒီစိတ်နဲ့ခန္ဓာကိုအကြောင်းပြုပြီးတော့ချစ်တဲ့စိတ်မုန်းတဲ့စိတ်တွေဖြစ်နေတာကိုအများတို့ကျွန်တော်တို့ကဒီနေရာမှာအခုတွေ့ပြီးတော့နောက်တစ်ချိန်နောက်တစ်နေရာမှာတခြားခန္ဓာနဲ့ပြန်ဆုံကြရမယ်ခမတို့ကျွန်တော်တို့ကချစ်ခင်နှစ်သက်တဲ့စိတ်နဲ့အခုကွဲကွာသွားတဲ့အခါမှာအခြားဘဝအခြားခန္ဓာနဲ့ပြန်ဆုံတော့တောက်ကိုတူချစ်ခင်မြန်လို့တဲ့အခြေအနေနဲ့ပဲစုံကြရပြန်အောင်မယ်ဒီစိတ်နဲ့ခန္ဓာကိုကြည့်ရင်အဖန်ဖန်အသုံးသက်ရင်းနဲ့ငါဆိုတာမတွေ့တဲ့အခါမှာကိုယ့်ကိုယ်ကန့်ညှိတွေ့တာတဲ့စိတ်ဒီငါဆိုတဲ့ ego အတ္တကိုအကြောင်းပြုပြီးတော့ဥစ္စာပစ္စည်းပေါ်မှာကန့်ညှိတွေ့တာနေတဲ့စိတ်ဒီငါဆိုတဲ့ ego အတ္တကိုအကြောင်းပြုပြီးတော့တခြားအရာတွေပေါ်မှာကန့်ညှိတွေ့တာနေတဲ့စိတ်ဒီအချင်းအရာတွေနဲ့ကင်းကွာသွားတဲ့အခါမှာလွတ်မြောက်ခြင်းလမ်းပေါ်မှာကင်းကင်းရှင်းရှင်းရှောက်လန်းသွားတယ်ဒါကိုပဲအရိယာခေါ်တယ်ဗုဒ္ဓဘာသာကအလွန်တိမ်မွေ့နဲ့နေပါတယ်ပြီးတော့တကယ်အနှစ်သာရကိုသိနိုင်မြင်နိုင်ဖို့လည်းအင်မတန်ခက်ခဲတယ်
မိတ်ဆွေကဒီလိုယူဆတယ်ဆိုပါတော့ဗျာတရဝါကတည်ပြီးရင်ကိစ္စပြီးပြီဒီဘဝတည်ပြီးရင်နောက်ဘဝဆိုတာမရှိဘူးအဲ့လိုယူဆတဲ့အတွက်စိတ်ထင်ရနေရှောက်လို့မယ်မှားတာရောမှန်တာရောပေါ့ဒါဟာဗုဒ္ဓယူဆမှာ wrong view ပေါ့ဗျာဥစေတဒိဋ္ဌိတမာလို့မြင်ပါတယ်နောက်တစ်ခုကမိတ်ဆွေကတရဝါကဒီဘဝတည်ပြီးရင်နောက်ဘဝဆက်အောင်မယ်လို့ယူဆမိပြန်ရင်လေဒါဟာအယူမှားရမှုတစ်ခုပဲအမြင်မှားရမှုတစ်ခုပဲတာတတဒိဋ္ဌိလို့ခေါ်တဲ့ wrong view တစ်ခုပဲဒီနှစ်ခုစလုံးကဗုဒ္ဓဘာသာမှာ extreme လို့ခေါ်ပါတယ်အဆုံးရောက်ပေါ့ဗုဒ္ဓရဲ့ဒေသနာတော်မှာတတဝါဆိုတာမရှိဘူးသူငါဆိုတာမရှိဘူးရုပ်နဲ့နံစိတ်နဲ့ခန္ဓာဒီနှစ်ခုပဲရှိတယ်ရုပ်ဆိုတာကလည်းအကြောင်းတရားကြောင့်ဖြစ်တည်လာရတာပဲနံဆိုတာကလည်းအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားပဲဘဝတစ်ခုအဆုံးသတ်သွားတယ်ဆိုတာကလည်းဒီရုပ်နဲ့ဒီနံချုပ်ငင်းသွားခြင်းပဲဖြစ်တယ်ဒါဆိုရင်မိတ်ဆွေကအထွန်းတက်နိုင်တယ်ဗုဒ္ဓဘာသာဝင်တွေဟာနောက်ဘဝကိုယုံကြည်ကြလို့ကောင်းမှုကုသိုလ်တွေလုပ်နေကြတာမဟုတ်လားမှန်တာပေါ့နောက်ဘဝကိုယုံကြည်လို့ကောင်းမှုကုသိုလ်တွေလုပ်နေကြတာပေါ့နောက်ဘဝရှိတယ်ဆိုတာကမှမယုံရင်ဘာမှတော့မလုပ်တော့ဘူးပေါ့ဗုဒ္ဓဘာသာဝင်တွေထဲမှာလည်းလောကတွေကမလွတ်မြောက်ခြင်းတဲ့သူတွေအများကြီးရှိတာပေါ့ဒီလိုလူတွေအတွက်အခြေခံသီလကောင်းဖို့ဗုဒ္ဓကဟောတယ်ဒါနပြုဖို့ဗုဒ္ဓကဟောတယ်စိတ်နှလုံးကောင်းမွေးမြူကြဖို့ဗုဒ္ဓကဟောပါတယ်သို့တော်လည်းပဲလောကမှာတကယ်ဉာဏ်ပညာကြီးတဲ့သူတွေရှိတယ်လေဘဝလွတ်မြောက်ရာကိုရှာဖွေနေတဲ့သူတွေရှိတယ်ပေါ့ဒီလိုလူတွေအတွက်တော့တတဝါဆိုတာမရှိဘူးလို့ဗုဒ္ဓကရှင်းရှင်းလင်းလင်းပြပြန်တတ်ဟောတယ်ရုပ်နဲ့နံဒီနှစ်ခုပဲရှိတယ်ရုပ်ကိုခွဲခြမ်းစိတ်ပြလိုက်ရင်တော့သွေးတွေအသားတွေအယိုးတွေအကြောတွေသပင်တွေမိုးညင်တွေခြေတွေလက်သွဲတွေဒါတွေပဲတွေ့နိုင်မှာမဟုတ်လားဒါတွေကပြည့်ညတ်ချက်တစ်ခုပဲတတဝါတွေမှမဟုတ်ပဲနံဆိုတာကလည်းဒီရုပ်တရားကြီးပေါ်မှာမှီတည်ပြီးဖြစ်လာတာမျက်လုံးနဲ့မြင်စရာအာယုံနဲ့ပေါင်းစုံလိုက်တဲ့အခါမှာမြင်သိစိတ်ဖြစ်လာတယ်နားနဲ့အတန်အာယုံတစ်ခုနဲ့ပေါင်းစုံလိုက်တဲ့အခါမှာကြားသိစိတ်ဖြစ်လာတယ်နှာခေါင်းနဲ့အနက်အာယုံနဲ့ထိတွေ့လိုက်တဲ့အခါမှာနာမ်သိစိတ်ဖြစ်လာတယ်ဒါတွေပဲဖြစ်နေတာဒီထဲမှာအဆိုးကောင်းတာပါတော့ပေါ့ကောင်းတဲ့အာယုံနဲ့ပေါင်းစုံလိုက်တဲ့အခါမှာကောင်းတဲ့ feeling ဖြစ်တယ်မကောင်းတဲ့အာယုံနဲ့ပေါင်းစုံလိုက်တဲ့အခါမှာမကောင်းတဲ့ feeling ဖြစ်တယ်ဗုဒ္ဓတရားတော်မှာကစိတ်ဆိုတာအရှိတရားမဟုတ်ဘူးအဖြစ်တရားသာလည်းဖြစ်ပါတယ်ဒါကိုဝိပဿနာဉာဏ်နဲ့မြင်ကြည့်မှသိနိုင်မှာဖြစ်တယ်ကေတာတန်လို့ပေါ့ကေတာတန်ဆိုတဲ့အတန်ကကေတာအိုးထဲမှာရှိတာမဟုတ်ဘူးကေတာကျိုးထဲမှာရှိတာလည်းမဟုတ်ဘူးကေတာကျိုးရယ်ကေတာအိုးရယ်ပြီးတော့တီးခတ်မဲ့လက်တစုံရယ်ဒီသုံးခုပေါင်းစုံလိုက်တဲ့အခါအတန်ဆိုတာဖြစ်လာတာဒီလိုခံစားမှုအလုံးက emotion တွေဖြစ်တယ်စိတ်အတက်စိတ်အကြဆိုတာမတက်နှလုံးသွင်းမှုတွေကြောင့်ဖြစ်လာတာဒီလိုစိတ်အတက်စိတ်အကြဖြစ်နေတဲ့ emotion ခံစားမှုတွေကိုဂိုင်းတွေတက်မယ်ဆိုရင်လူဟာဘယ်လိုအခြေအနေစိုးရိမ်နေပဲတွေ့ကြုံနေပါစေဒီအခြေအနေစိုးကြီးတဲ့ကနေရုံးထွက်ပြီးတော့ကို resilience ခံနိုင်ရင်စိတ်ဓာတ်တွေကောင်းအောင်လို့ပြုပြင်မွေးမြူနိုင်ပါတယ်။ဘာကြောင့်စိတ်ခံစားမှုအကြောင်းတွေပြောရတာလဲဆိုတော့21ရာစုမှာစိတ်ပိုင်းဆိုင်ရာကိုလေ့လာနေတဲ့ပညာရှင်တိုင်းကဝိပဿနာတရားတွေကိုအားထုတ်လာကြတာကိုတွေ့ရတယ်။ဝိပဿနာတရားအားထုတ်ရင်းနဲ့တကယ်စိတ်အေးချမ်းတည်ငြိမ်သွားတဲ့အခြေအနေတွေကိုလက်တွေ့ပိုင်ဆိုင်ကြရတော့စာအုပ်တွေဟောပြောမှုတွေကဘာမှာအမြောက်အများထွက်လာကြတာဖြစ်တယ်။ခေတ်ရဲ့လိုအပ်ချက်အချိန်က1910ပြည့်နှစ်ဩဂုတ်လရဲ့တာယာတဲ့နေ့တနေ့မြောက်မက်ဆီဒိုးနီးယားပြည်နယ်နီကိုနဲ့ဒရနာတို့မှာအင်ဂျယ်လို့အမည်ရတဲ့သမီးလေးတစ်ယောက်မွေးဖွားလာတယ်။နီကိုဟာအောင်မြင်တဲ့စီးပွားရေးသွင်းမတစ်ယောက်ဖြစ်ပြီးတော့နိုင်ငံရေးလည်းလုပ်တယ်။နီကိုတို့မိသားစုဝင်တွေထဲမှာအာဂနက်စ်ကအင်ဂျယ်ကအထွေးဆုံးဖြစ်တယ်လို့မျိုးစီကံလည်းကြီးတယ်။တပတ်သားအပေါ်ကျင်နာသနာတတ်တဲ့စိတ်နှလုံးကောင်းရှိတယ်။ပြီးတော့ဘာသာတရားကလည်းအင်မတန်ကိုင်းဆိုင်တယ်။အာဂနက်စ်အင်ဂျယ်အသက်9နှစ်အရွယ်လောက်မှာသူတို့မိသားစုစီကိုကာဂျမာဆိုမောင်နှံကြီးတစ်ခုကဆက်ဆက်မြက်မြက်ရောက်ပါလေရောအဲဒီမောင်နှံကတော့သူတို့ဘဝရဲ့လုံခြုံနှွေးထွေးမှုအပေးနိုင်ဆုံးပုံကိုကြီးနီကိုဆုံးရှုံးခဲ့ရခြင်းပဲရွှေတောင်ကြီးပြိုလဲသွားခဲ့တယ်လို့ပေါ့ဟိုဖတ်တွေအမိပြုတ်ထားတဲ့တောင်ကြီးတစ်လုံးပြိုလဲသွားတော့အာဂနက်စ်တို့မိသားစုလည်းပယံပတာဖြစ်သွားတယ်အာဂနက်စ်တယောက်ကိုဝမ်းကိုကြောင်းရတော့မယ်ကိုရဲ့ခြေတော်ဘောက်ကိုရက်တီရတော့မယ်အာဂနက်စ်အသက်18နှစ်လောက်မှာအိုင်ယလန်ပြည်ကိုအင်္ဂလိပ်စာသင်ယူဖို့ထွက်ခွာလာခဲ့တယ်။ပြီးတော့လော်ရက်တိုဒီလာရှင်ကျောင်းမှာထရေဇာဘွဲ့ခံယူပြီးတော့ဒီလာရှင်ဝတ်ခဲ့တယ်။အဲဒီအချိန်ထိဒီလာရှင်လေးထရေဇာရဲ့ဘဝကဘာမှကြီးကြီးကျယ်ကျယ်တူတူချာချာပြောင်းလဲခဲ့တာမရှိခဲ့သေးဘူး။တာမန်ဒီလာရှင်လေးပြီးတော့တာမန်စာတင်သားတစ်ယောက်ဒါပေမဲ့လည်းသူ့ရဲ့စိတ်ဆန္ဒကတော့အိန္ဒိယသွားပြီးတော့သာသနာပြုလုပ်ငန်းတွေလုပ်ချင်တယ်။သူ့ရဲ့ဘဝတစ်ခုလုံးသာသနာပြုလုပ်ငန်းမှာရင်းနှီးမြှုပ်နှံဖို့စိုင်းပြင်ထားတယ်။1932ခုနှစ်အောက်တိုဘာလမှာ
ဒီလရှင်လေထရီဇာရဲ့ဘဝအချိုးခွေလို့ဆိုပါမယ်။ဘာကြောင့်ဆိုတော့အင်္ဂလိပ်အင်ပါယာပိုင်တစ်ခုတည်းကဒုတိယအကြီးဆုံးမြို့တော်ကြီးတစ်ခုဖြစ်တဲ့ကာလာကတားစီသွားမယ်တင်မော်ကြီးတစ်စင်းပေါ်မှာတက်လိုက်တယ်။ကာလာကတားကိုရောက်သွားတယ်။ကာလာကတားကိုရောက်တော့နာမည်ကြီးကွန်ဗင့်တီလာရှင်ကျောင်းမှာကျောင်းဆရာမဝင်လုပ်တယ်။အဲဒီအချိန်ဒီတီလာရှင်လေထရီဇာရဲ့ဘဝကတတ်တောင်းတတ်တာပဲ။1946ခုနှစ်ရဲ့တခုသောတရက်မှာတော့ဒရီတကြီးလင်းကိုဥတီခုံပေါင်းသွားနေတဲ့ယထာပေါ်မှာဒီလာရှင်လေးတစ်ပါးလိုက်ပန်သွားတယ်။သူကတော့ထရီဇာပေါ့။သူစီးသွားတဲ့ယထာပေါ်မှာမမျော်လင့်မဲ့နဲ့ကြားလိုက်ရတဲ့အတန်တစ်ခုကြောင့်တက်တောင့်တက်တာနဲ့ဖြတ်တန်းလာခဲ့တဲ့သူ့ဘဝတစ်လျှောက်လုံးကိုကြောခိုင်းခဲ့ပြီးတော့စုပ်ပြတ်တက်နေတဲ့အစင်းရဲဆုံးရက်ွက်တွေကိုသွားတယ်။ဘယ်သူမှမလုပ်ချင်တဲ့အစင်းရဲကအစင်းရဲဆုံးအလုပ်တွေကိုစလုပ်တယ်။မာသာထရီဇာရွေးချယ်လိုက်တဲ့ဒုက္ခကအိုးမဲ့အိမ်မဲ့ခိုကိုးရတဲ့အတွက် paradise နိဗ္ဗာန်တစ်ခုပေါ့။အရေးပြယောဂါတွေနဲ့ HIV ဝေဒနာခံစားနေရတဲ့သူတွေအတွက်တော့ခေတ်သစ်ဇီဝကဈေးစရာတယောက်ပေါ့။ညမောခေါင်းပါဒီလိုမျိုးပါဖြစ်နေတဲ့သူတွေအတွက်တော့ဆာဟာရသဲကန္နာရတဲ့က OAC လေးတစ်ခုပေါ့။မာသာထရီဇာအတွက်တော့ဘာသာအယူခြားနာထားတဲ့အကန့်အသတ်တွေမရှိသလိုနယ်နိမိတ်စီးမင်းတွေလည်းသူ့မှာအကျုံးမဝင်ဘူး20ရာစုရဲ့အနိုင်မဲ့မြတ်တန်ရှင်အနိုင်မဲ့စေတနာရှင်အနိုင်မဲ့ဂယုဏရှင်သူတော်စင်ကြီးတစ်ပါးပါ1952ခုနှစ်ဇွန်လမှာမိုးကြီးတဲတန်စွာရွာချတော့ကာလာကတာမြို့ကြီးတစ်ခုလုံးမိုးရေတွေနဲ့ပြည့်ရှံနေတယ်အမျိုးသမီးကြီးတယောက်ဟိုတိုင်းနိုင်ငံတွေကိုအမိပြုတ်ပြီးတော့မိုးရေထဲမှာတွာလာလှုပ်ရှားနေတယ်အဲ့ဒီအချိန်မြေကြီးပေါ်မှာလဲကျနေတဲ့အရာတစ်ခုကိုခလုတ်တက်မိပြီးတော့အလန့်တကြားဖြစ်သွားအောက်ကိုငုံကြည့်လိုက်တော့မိုးရေထဲမှာလဲကျနေတဲ့အဖွားကိုတယောက်အဖွားကအသက်ကကောင်းကောင်းမရှိတော့ဘူးအဖွားအိုရဲ့ခြေချောင်းတွေမှာလည်းမြေကျွတ်တွေကိုက်စားထားတာတရားတွေကပရပွက်အယိုးဖြူဖြူတွေတောင်မှပြိုင်ပြိုင်ပေါ်နေပြီအဝတ်ဖြူဝတ်ထားတဲ့အမျိုးသမီးကြီးကတရားတွေပရပွက်ဖြစ်နေတဲ့အဖွားကိုပွေ့ချပြီးတော့နီးစပ်ရာစေယုံကြီးတစ်ခုတည်းကိုပြေးဝင်သွားတယ်ပြီးတော့အရေးပေါ်ဌာနတစ်ခုတည်းကလူနာတင်ကရင်တစ်ခုပေါ်မှာအသာအရာချပေးပြီးတော့ကိုကြီးမဲ့သူကိုမျောနေတဲ့အချိန်ရုတ်တရက်စေယုံစောက်တဲ့လူတယောက်ရောက်ချလာတယ်ပြီးတော့အတင်းအော်ပြီးတော့မောင်းထုတ်တယ်အဝတ်ဖြူဝတ်ထားတဲ့အမျိုးသမီးကြီးလည်းလူနာကိုပို့ချပြီးတော့နောက်တဲ့စေယုံတစ်ခုကိုထပ်သွားရတယ်သို့တော်လည်းပဲနောက်ကျသွားလိမ့်ပြီဘာကြောင့်ဆိုတော့လက်ထက်မှာသူပွေထားတဲ့အရာကတောင်းတောင်းတင်းတင်းကြီးဖြစ်နေပြီးတော့အသက်ကမရှိတော့ဘူးအဲ့ဒီအချိန်မှာမိုးတွေကလည်းတဲကြီးမဲကြီးရွာချနေတော့မယ်ဒီတော့မိုးရေထဲမှာဒူးထောင်ပြီးတော့ဒီမြို့ကြီးမှာလူဖြစ်ရတာထက်ခွေးဖြစ်ရတာကမှတက်တောင့်တက်တာရှိအောင်မယ်ဆိုပြီးအာဘတရားအောက်ဟစ်ပြီးတော့ငိုယိုပြီးတော့ထွက်သွားခဲ့ရတယ်နောက်နေ့ရောက်တော့စာရီခြုံထားတဲ့အမျိုးသမီးကြီးကမြူနီစီပယ်ရုံးကိုသွားတယ်တခန်းဝင်တခန်းထွက်အရာရှိလို့သူတို့တတ်မှတ်ထားတဲ့သူတွေကိုလိုက်ပြီးတော့ရှာတယ်စာရီခြုံဥရောပအမျိုးသမီးကြီးကိုတွေ့တော့မြူနီစီပယ်ရုံးကလူတွေအံ့ဩဖြစ်နေတယ်နောက်ဆုံးတော့မြို့တော်ဝန်လက်ထောက်တယောက်ကသူမကိုလက်ခံပြီးတော့တွေ့ဆုံပါတယ်စာရီခြုံထားတဲ့ဥရောပအမျိုးသမီးကြီးကမြို့တော်ဝန်ကိုဒီလိုပြောတယ်ဒီမြို့တော်ကလူတွေလမ်းပေါ်မှာဒီအတိုင်းတည်နေကြတာရှက်စရာကောင်းပါတယ်ဒီတော့ဆရာကြီးတို့ဘက်ကအဆောက်အုံတစ်ခုတော့လုပ်ပေးပါဒေဂာနိဝေဒနာတွေဘုရားသခင်ရှေ့တော်မှောက်မှာဂယုဏတော်နဲ့တည်နိုင်တာပေါ့နောက်တစ်ပတ်ကျတော့ကလာကတာမြူနီစီပယ်အဖွဲ့ကကာလီမဲတော်အကြောင်းလေးကဇရက်တစ်ဆောင်ကိုပေးလိုက်ပါတယ်ခမရသုံးချင်ယူသုံးလိုက်ဆိုတဲ့သဘောဒါပေမဲ့လည်းသူ့အတွက်တော့မဟာစုလက်ကြီးတစ်ခုရလိုက်သလိုပဲအဲ့ဒီဇရက်မှာတေးလူမျိုးပါလူနာတွေနူနာယောဂါကြောင့်အဆုတ်ပြက်ကံဘဝသမားတွေ HIV ဝေဒနာတွေကိုပြုစုစောင့်ရှောက်ပေးတဲ့ကြရာတစ်ခုဖြစ်လာပါတယ်ဆင်းရဲသားတွေခုကိုရမဲ့တွေအတွက်တော့နောက်ဆုံးထွက်သက်ရနေရတစ်ခုပေါ့ဒါကိုအယူသီးတဲ့အိန္ဒိယဘာသာဝင်တွေကမကျေနပ်ကြဘူးဘာကြောင့်ဆိုတော့ခရစ်ယာန်သီလရှင်အမျိုးသမီးကြီးကသူတို့ဘာသာဝင်တွေကိုခရစ်ယာန်ဘာသာတဲ့တိမ့်သွင်းနေတယ်တုတ်သွင်းနေတယ်လို့အထင်ရောက်ကြတယ်စွပ်စွဲကြတယ်ဒီတော့ပလင်းတွေခဲတွေကြရာတွေကိုဝိုင်းပြီးတော့ပစ်သွင်းကြတယ်သီလရှင်တွေကိုအမျိုးမျိုးချင်းချောက်စော်ကားတယ်အဲ့ဒီအချိန်မှာမာသာထရီဇာကကြရာတွေကထွက်လာပြီးတော့ဝိုင်းဝန်းဆန္ဒပြနေတဲ့လေအိုကြီးရှိမှာဒူးထောင်ထိုင်ချပါတယ်ကြောက်တဲ့စိတ်ဆိုလို့တစ်စက်လေးမှတော့မရှိပြီးတော့လက်နက်ဘက်ကိုမူးပေါ်မြောက်ပြီးတော့ငါ့ကိုနင်တို့တတ်ချင်တတ်လိုက်ကြပါငါတည်သွားတော့လေကောင်းကင်ဘုံကိုမြန်မြန်ရောက်ပြီးဘုရားသခင်နဲ့မြန်မြန်တွေ့ရတာပေါ့တဲ့ရေးစစ်တည်ငြိမ်တဲ့သူ့ရဲ့အပြုံမှုနဲ့ရန်သူတွေသူ့ကိုရန်လာမှုတဲ့သူတွေကိုရန်သူလိုမျိုးမတုတ်ပြန်ခြင်းကရန်သူတွေကိုအနိုင်ရလိုက်ခြင်းတစ်မျိုးပဲထူမယ်နှက်မယ်တကယ်ကယ်လုံနေကြတဲ့လူကြီးလေရုပ်တရက်မထင်မှတ်ထားတဲ့အပြုံမှုကြောင့်ပါဇက်အဟောင်းသားဖြစ်သွားတယ်ဒီလိုဖြစ်လာလိမ့်မယ်လို့မထင်ထားကြဘူးလေတချို့လည်းအိမ်ပြန်သွားကြတယ်တချို့ကတော့လေးစားသွားတယ်ဒါပေမဲ့ပြဿနာကဒီမှတင်စက္ကန့်ရသွားတာတော့မဟုတ်သေးဘူးတချို့အသင်းအဖွဲ့တွေကမြို့တော်ခမ်းမရှိမှာဆန္ဒပြကြတယ်နိုင်ငံခြားသူတီလာရှင်ဒီအဖွားကြီးကိုတိုင်းပြည်က
နှင်ထုတ်ပစ်လိုက်ဖို့ပေါ့နှင်ထုတ်ပေးကြပါပေါ့ဒီတော့ကာလကရရဲမင်းကြီးကလည်းမနေတာတော့ဘူးလေဟုတ်တာမဟုတ်တာအသာထားစုံစမ်းစစ်ဆေးရမယ့်တာဝန်သူ့မှာရှိလာပြီပလိအရာရှိကြီးကဂေဟာကိုတွားရောက်စစ်ဆေးတယ်ဂေဟာတဲကိုဝင်လိုက်တော့ပလိမင်းကြီးအံ့ဩသွားတယ်အကြောင်းကတော့လမ်းကနေကောက်လာတဲ့လောက်ကောင်တွေတဖွာဖွာတက်နေတဲ့ဒီတော့မဲ့ဆက်ဆက်လူနာတယောက်ကိုလောက်ကောင်တွေအသာရဖယ်ပေးပြီးတော့ရေချိုးတန့်စင်ပေးတယ်လူနာရဲ့အနာတွေကိုစေးသိပ်ပေးရင်းနဲ့နှုတ်ကနေလည်းဖျားစာတွေတဖွာဖွာရုပ်ပေးနေတယ်နေသေးစကားတွေပြောပေးတယ်တကယ်ကိုတူးတဲတော်သားတယောက်လိုမျိုးမာသာထရီဇာကပြုစုယူရပေးနေတာဒီလိုမျိုးမယုံမရှာလုပ်ပေးနေတဲ့မာသာထရီဇာရဲ့ပြုမှုနေပုံကိုမြင်လိုက်ရတော့ပလိမင်းကြီးကစိတ်အတော်ထိခိုက်သွားတယ်ဒါကိုမြင်လိုက်တဲ့မာသာထရီဇာကပလိမင်းဘက်ကိုလှည့်ပြီးပြောလိုက်တယ်ဆရာကြီးဒီဟာဘက်ကိုတော့လိုက်ပြီးတော့ကြည့်ဦးမလားတဲ့အဲ့တော့မင်းကြီးကလည်းပြပြစလဲနဲ့လက်ခံပြီးတော့တော်ပါပြီဆရာမကြီးရမလို့တော့ပါဘူးမကြည့်တော့ပါဘူးအဲ့လိုပြောပြီးတော့လှည့်ပြန်သွားတယ်ကေဟာအပြင်ဘက်ရောက်တော့အယူသီးရဲ့အိမ်နီးပါသားဝင်လူငယ်တွေကပလိမင်းကြီးကိုရက်ဆောင်နေကြတယ်ပလိမင်းကြီးတခုခုတော့ပြောမှာပဲဆိုပြီးတော့နားထောင်ဖို့စောင့်နေကြတယ်အဲ့ဒီချိန်မှာပဲမထင်မှပဲနဲ့ပလိမင်းကြီးပြောလိုက်တဲ့စကားကတော့ကောင်းပြီမင်းတို့တောင်းဆိုတဲ့အတိုင်းဒီတီလာရှင်အဖွားကြီးကိုငါပြည်နေတံပေးလိုက်မယ်ဒါပေမဲ့မင်းတို့တခုတော့လှုပ်ပေးရလိမ့်မယ်မင်းတို့ရဲ့အမေတွေနှမတွေဒီကိုခေါ်လာကြနောက်ပြီးတော့သူတို့လှုပ်တဲ့အလုပ်မျိုးကိုကိုစားလှုပ်ပေးရမယ်လှုပ်ပေးဖို့သူတို့ကိုပြောရမယ်အဲ့ဒီလိုပြောပေးနိုင်သူတို့လှုပ်ချင်လာအောင်ပြောပေးနိုင်ရင်ငါဒီအဖွားကြီးကိုနှင်ထုတ်ပေးမယ်တနေ့တော့ကာလီမေတော်ကျောင်းရှိမှာလူစုလူဝေးတစ်ခုကိုဆရာကြီးထရီဇာမြင်လိုက်ရတယ်အဲ့ဒီလူအုပ်ရှိမှာမျက်ဖြူလန်းပြီးတော့လဲနေတဲ့လူတစ်ယောက်တွေ့လိုက်ရတယ်လူနာမျက်နှာမှာတွေးမရှိတော့ဘူးရင်ဘတ်မှာကြိုးတုံးကြိုးတက်ထားတဲ့အရာကြည့်လိုက်တာနဲ့ဒီလူဟာစက်မြင့်ထဲကမှန်းသိတာလေအိန္ဒိယဆိုတာကအင်မတန်အမျိုးဆက်ခွဲခြားဆက်ဆံတဲ့တိုင်းပြည်ဖြစ်တယ်စက်မြင့်ဗျမနတွေကဇက်နိတ်ဟိန္ဒူတွေကိုအလွန်အနိုင်ကျင့်ကြတယ်ဇက်နိတ်တွေကလည်းဇက်မြင့်တွေကိုမော်တော်မှမကြည့်ရဲတဲ့အခြေအနေမျိုးဖြစ်တယ်ဒီတော့ဘယ်သူမှမတွေ့ရမထီရဘူးအချိန်ကာလကလည်းဝမ်ယောဂဖြစ်ပွားနေတဲ့အချိန်မာသာထရီဇာဘာလုပ်လဲထင်လဲအနီးမှာဒူးထောက်ထိုင်းနေလဲကြနေတဲ့လူနာကိုပွေပြီးကြေးရတယ်ခေါ်သွားတယ်ပြီးတော့နေရောညမှာပြုစုပေးရတဲ့အတွက်လူနာတက်တန်သွားတယ်အဲ့ဒီအချိန်မှာလူနာကငါအနှစ်30လုံးလုံးကြောက်သားနဲ့ထုထားတဲ့ကာလီမေတော်ကိုပဲကိုးကွယ်ခဲ့တာအခုတော့အသွေးအသားနဲ့ဖွဲ့စည်းထားတဲ့ကာလီမေတော်ကိုငါမျက်မြင်ကိုယ်တွေ့ကြုံရပြီသူကမှတကယ်ကာလီမေတော်စစ်ကွာလို့ပြောတယ်အဲဒီတော့မှတော့အဝိဖြူဝစ်ထားတဲ့တီလာရှင်တွေကိုခဲနဲ့ပစ်တာလည်းမလုပ်ကြတော့ဘူးတဖြည်းဖြည်းနဲ့တီလာရှင်ကြီးထရီဇာရဲ့ခုံသတင်းကကလာကတားမျိုးတစ်ခုလုံးပြန့်လွင်လာတယ်ဒီတော့မဲ့ဆဲဆဲလူနာတွေအနာကြီးယောဂါတွေမွေးကင်းစစွန့်ပစ်ထားခြင်းခံရတဲ့ကလေးငယ်တွေHIVဝေဒနာခံစားနေရတဲ့လူတွေအတွက်စုဝေးရပုံဌာနတစ်ခုဖြစ်လာတယ်ဒုက္ခတွေအတွက်တော့မုန်တိုင်းကြားတဲ့ကနိဗ္ဗာန်ငယ်လေးတစ်ခုမို့သူ့ရဲ့မုံမြတ်တဲ့လောက်ရကြောင်းလူတွေဝိုင်းဝန်းကူညီကြတယ်သတင်းစာတွေကလည်းချီးမွမ်းဂုဏ်ပြုရေးသားကြတယ်နောက်တော့အထက်တန်းစားအမျိုးသမီးတွေသူတို့တွေကပါကေဟာကိုလာပြီးတော့ပြုစုလုပ်ကံပေးကြတယ်တပြည့်ပြည့်နဲ့မာသာထရီဇာရဲ့လုပ်ငန်းကအိန္ဒိယတိုက်ငယ်တွေမကတော့ဘဲနဲ့ကမ္ဘာအနှံ့တွေအထိပါပြန့်နှံ့လာခဲ့တယ်နိုင်ငံပေါင်း123နိုင်ငံမှာကေဟာပေါင်း630ကျော်ဖွင့်လှစ်ပြီးတော့ကေဆယ်ဆောက်ရှောက်ရေးပရာဟိတတွေစံစတမန်လုပ်နိုင်ခဲ့ပါတယ်မဟာကန္နာယုံဆရာတော်ဘုရားကြီးကဆိုရင်မာသာထရီဇာကိုခေတ်သစ်ဖျားလောင်းစိတ်တဲ့ပိုင်ရှင်လို့မိတ်ကြားတော်မူခဲ့တယ်ဒီလိုမျိုးလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်မှုဆိုတာကတော်ယုံတယုံမြစ်တာတော်ယုံတယုံဇွဲတော်ယုံတယုံစိတ်ရှည်တီးခံမှုတွေနဲ့မဖြစ်နိုင်ဘူးတကယ်ကိုကြီးမားလွန်းလာတဲ့ကျေပြန့်လွန်းလာတဲ့မြစ်တာမျိုးကိုအခြေခံထားနိုင်မှသာစွန့်တမန်ဆောင်ရွက်နိုင်တာမာသာထရီဇာကပြောတယ်ကြီးကျယ်မြင့်မြတ်တဲ့အရာတွေအလုံးကိုတော့သူတယောက်တည်းနဲ့မစွမ်းဆောင်နိုင်ပါဘူးတဲ့ဒါပေမဲ့လည်းသူစွမ်းဆောင်နိုင်တဲ့သေးငယ်တဲ့အရာတွေကိုတော့ကြီးမားကျေပြန့်တဲ့ချစ်ချင်းမြတ်တာနဲ့လုပ်ပါတယ်တဲ့မာသာထရီဇာရွေးချယ်လိုက်တဲ့ဒုက္ခက risk စွန့်စားမှုရမ်းများတယ်အခက်မသိရင်အသက်ကိုတော့မှရန်ရှာနိုင်ပါတယ်ဒီကဘပေါ်မှာကိုထမင်းကိုစားပြီးတော့ကိုရွေးချယ်လိုက်တဲ့ဒုက္ခတော်တဲ့ရဲရဲဝုန်းတိုးသွားတာဆိုလို့မာသာထရီဇာမဟာတမဂန္ဒီမာတင်လူသာကင်းတို့လိုပုံကုန်မျိုးကြီးကိုကျိုးစွန်ပြီးတော့အနေနာခံခဲ့လို့သာဒီကဘာကြီးကပို့ပြီးတော့တက်တောင့်တက်တာဖြစ်လာကြတာယနေ့ရဲ့ခေတ်သစ်ကဘာမှာအနုမြူဘုံတွေလည်းထပ်ပြီးတော့မလိုတော့တယ်လို့မောင်းသူမဲ့လေရင်ပြန်တွေလည်းမဟုတ်ပါဘူးလျှက်စစ်ကားတွေလည်းမဟုတ်ဘူးလူသုံးကုန်ပစ္စည်းအသစ်စမ်းတွေလည်းမဟုတ်တော့ဘူးကွန်မြူနစ်ဆိုရှယ်လစ်တွေလည်းမဟုတ်ဘူးပစ္စည်းမဲ့အရင်းရှင်ဝါဒတွေလည်းမဟုတ်ဘူးခေတ်သစ်လူနေမှုအတိုင်းဝိုင်းမှာအလိုအဆုံးအရာကတော့ loving kindness ချစ်ချင်းမေတ္တာတရားပဲဖြစ်တယ်
21ရာစုမှာမာသာထရီဆာလို့ပုံပုံမျိုးတွေပို့ပြီးတော့လိုအပ်လာနေပါပြီ။ဘာကြောင့်လဲဆိုတော့ခေတ်တကဘာမှာမာသာထရီဆာတွေနဲ့ပါလာတဲ့အတွက်အကြမ်းဖက်မှုတွေပို့ပြီးတော့မြင့်တက်လာတဲ့အနိုင်ကျင့်ခံရတဲ့ကလေးငယ်တွေနေရာတိုင်းမှာပြည့်နှံ့နေတယ်။စင်ငယ်မာသာတွေအစမတန်တိုးပွားလာနေတယ်လူတွေကတအုပ်ကိုတအုပ်ယုံကြည်မှုတွေကျဆင်းလာတယ်။အင်တာနက်တွေပို့ပြီးတော့ကောင်းလာပြီမဲ့လေလူတွေရဲ့ resilience ခန္ဓာရည်တွေကတော့နည်းပါလာတယ်။ဗိုင်ဆိုင်မှုတွေခုန်တက်လာပြီမဲ့လေမလုံခြုံတဲ့စိတ်ခံစားမှုတွေကအမြန်နှုံးတဲ့ကိုမြင့်တက်လာနေတယ်။